ခါကချစ်စရာကောင်းတဲ့မေလာပြေးဆိုတဲ့သမီးလေးတစ်ယောက်ရှိရဲ့မေလာပြေးလေးကအရန်ဆန္ဒတတ်ပြီးမျက်စိလင်တဲ့သမီးလေးပေါ့ဒီနေ့တော့မေလာပြေးဟာမေတစ်ယောက်တည်းအိမ်လုံးတွေနဲ့ဗျာများနေတာကိုသတိထားမိသွားတယ်မေကဟင်းချက်လိုက်ပကံဆေးလိုက်သမီးလေးရဲ့အင်ကြီးလေးတွေလျှော်လိုက်နဲ့နားချိန်တော့မရှိရှာဘူးပေါ့မေမျက်နှာမှာပင်ပန်းနေတဲ့အရေးအယောင်လေးမြင်လိုက်တော့မေလာပြေမေကိုတခုခုလုပ်ပေးခြင်းစိတ်ပေါ်လာတယ်မေတော့ပင်ပန်းနေတော့မှာပဲသမီးတခုခုကူညီမဖြစ်မယ်လို့တွေးလိုက်တယ်ဒါနဲ့ပဲမေလာပြေကမေအနာကိုခြေတံဖွားလေးနဲ့ကတ်သွားပြီးမေနာမှာကူညီပေးမဲ့နဲ့သမီးလေးရောက်လာပါပြီရှင်လို့ပြောပြီးမေကိုပြုံးအောင်လုပ်လိုက်တာပေါ့ပထမဆုံးတာဝန်ကတော့အလှပဆုံးအယုတ်အိမ်လေးဖန်တီးပေးခြင်းပါပဲမေလာပြေကကျမ်းမြေမော်ကအယုံမလေးတွေပုံမြင်စာအုပ်လေးတွေကိုသူ့နေရာနဲ့သူဖြစ်အောင်တတက်လေးပြန်စီလိုက်တယ်။ဒါကမင်းတို့အိမ်လေးလေတေးချာအိတ်ကြတော့နော်လို့အယုတ်လေးတွေကိုပြောရင်သိမ့်လိုက်တာခဏလေးနဲ့အခန်းလေးကတက်ရက်သွားတာပါပဲ။ဒုတိယတာဝန်ကတော့ပန်းရောင်လေးပြလေးတွေလိုမျိုးအဝတ်လေးတွေကိုခောက်ချင်းမှာပဲ။လျှော်ပြီးသားအဝတ်ပုံကြီးတွေကအင်ကြီးလေးတွေမျက်နှာတုပ်ပွားလေးတွေမေခေါင်းဝင်လေးတွေကိုလိပ်ပြလေးတွေနားနေသလိုမျိုးလှပလေးဖြစ်အောင်ခောက်လိုက်တာပေါ့မေကဘေးကနေကြည့်ပြီးသမီးလေးကအရန်တော်တာပဲလို့ချီးကျူးလိုက်တော့မေလာပြေလည်းအရန်ပျော်သွားတာပေါ့တတိယတာဝန်ကတော့ကော်ဖီအရန်ကြိုက်တဲ့မေအတွက်ကော်ဖီလေးတစ်ခွက်ဖြော်ပေးခြင်းပါပဲမေကဘလောက်ပင်ပန်းသမီးလေးဖြော်ထားတဲ့ကော်ဖီတွေ့ရင်အေးချမ်းစွာပြုံးလေးရှိရဲ့မေပြောဖို့အတွက်ကော်ဖီခါလေးတစ်ခွက်လိုအပ်တာမေကိုအရန်ချစ်တဲ့မေလာပြေလေးကခေါင်းသိတာပေါ့ရှင်အလုပ်တွေအားလုံးပြီးဆုံးသွားတဲ့အခါမေကဆိုဖာပေါ်မှာခဏလေးထိုင်ပြီးနားနေတယ်။မေလာပြေကတောက်ရည်အေးလေးတစ်ခွက်မေကိုပေးပြီးမေဘားလေးကိုရှုပ်ခနဲမြည်အောင်နမ်းလိုက်တယ်။ပြီးတော့မေပခုံးကိုသူ့လက်သေးလေးနဲ့နှိပ်ပေးလိုက်သေးတာပေါ့။မေကိုကူညီရတာပျော်ဖို့ကောင်းလိုက်တာနော်လို့ပြောပြီးမေရင်ခွင်ထဲကိုဝင်လိုက်တာပေါ့ရှင်။မှန်တာပေါ့သမီးရဲ့သမီးလေးကမေကိုကူညီတော့မေလည်းအများကြီးမပင်ပန်းရတော့ဘူးပေါ့။စိတ်လည်းအရန်ချမ်းသာရတာပေါ့သမီးရဲ့သမီးလေးကမေအတွက်တော့အကောင်းဆုံးလက်ဆောင်နဲ့သမီးလေးပါပဲကွယ်မေကပြောတော့မေလာပြေလေးကအရန်ပျော်သွားတယ်ဒီနေ့ကစပြီးအိမ်ရဲ့နဲ့သမီးလေးဟာမေလာပြေလေးဖြစ်သွားတာပေါ့ကွယ်သူဟာဆော့ကစားရတာထက်မေကိုကူညီရတာပိုပြီးပျော်စရာကောင်းတယ်ဆိုတာကိုသိသွားတယ်လိမ်မာတဲ့ကလေးဖြစ်ရတာစိတ်ချင်တတ်ဖို့အကောင်းဆုံးပဲဆိုတာကိုမေလာပြေလေးနားလည်သွားတာပေါ့ကွယ်ပုံမြင်လေးကိုနှစ်သက်ရလားကလေးတို့ရေမေကိုကူညီရတာဟာမိသားစုချင်းချစ်ချင်းမြတ်တာဝေမျှတဲ့အပျော်ဆုံးဂိမ်းတစ်ခုပဲဖြစ်ပါတယ်မိသားစုချင်းအပြန်အလှန်အားဖြည့်ပေးတာဖြစ်လို့ကိုလည်းအရန်ပျော်ရတယ်လို့မေလည်းအရန်ပျော်ရွှင်ဝမ်းသာပီတိဖြစ်ရပါတယ်နော်မေလာပြေလေးကအဝတ်ခောက်တာအရန်တော်တယ်နော်တားတို့သမီးတို့လည်းမေကိုကူညီတဲ့အခါဘယ်နေရာမှာအတော်ဆုံးလဲကွယ်သမီးလေးတွေလည်းဒီပုံမြင်လေးတွေကမေလာပြေလေးလိုမျိုးလိမ်မာပြီးမေကိုစာနားလည်တတ်တဲ့နဲ့သမီးလေးတွေဖြစ်လာကြစေဖို့ဒီချိန်မျှော်လင့်ပါတယ်ကွယ် Subscribe Läschen caress to honor that me right Within start to just some freedom made the hair Läschen caress to honor that me right. 'Within start to just some freedom made the hair. Läschen caress to honor that me right. Within start to just some freedom made the hair. မေလာပြေလေးက